မောလူကုန်တင်တာတော်ဝင်ပန်းမောမလန်းဝုံသူပါစင်မစိတ်နေထွေးတိတ်တာမခူးရမချွေရမနှမ်းရတာကိုတကယ်ချစ်လို့ပြီးပြီလားကိုတကယ်ချစ်လို့ပြီးပြီလားတကောင်းရံညလျာအိမ်ဆက်တဲ့အခါအိမ်မကလေးတို့သူ့ထံပါတော့ပြောပေးကြပါသူ့ကိုကိုလေးချစ်နေတဲ့အကြောင်းအိမ်မပြီးလို့ပြောပေးပါကိုတကယ်ချစ်လို့ပြီးပြီလားအလားလေးပိုင်းနဲ့လို့သူမွေးပန်းမောလို့ဂုံတင်တာတော်ဝင်ပန်းမောမလန်းဝုံသူပါစင်မစိတ်မိန်ထွေးတိတ်တာမခူးရမချွေရမနှမ်းရတာကိုတကယ်ချစ်လို့ပြီးပြီလားကိုတကယ်ချစ်လို့ပြီးပြီလားသကောင်းရံညလျာအိမ်ဆက်တဲ့အခါအိမ်မကလေးတို့သူ့ထံပါတော့ပြောပေးကြပါသူ့ကိုကိုလေးချစ်နေတဲ့အကြောင်းအိမ်မပြီးလို့ပြောပေးပါကိုတကယ်ချစ်လို့